လာကကြုံတရိတ်ကြတာပဲတရိတ်ကြတာပဲတရိတ်ကြတာပဲအားလုံးမင်္ဂလာပါချေဘဝီလီယမ် vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်တို့ကချစ်ပန်ကနေဆက်သွားလို့ရှိရင်ပေါ့နော်နည်းနည်း chill vibe ဖြစ်တဲ့နေသူထိုင်လို့ကောင်းပြီးတော့လုံးဝnature ရတာကိုခံစားရမယ်မျိုးလေးတစ်မျိုးတောင်းမှဖြစ်ပါတယ်အဲ့မျိုးကပိုင်းလို့ခေါ်ပါတယ်ဆိုတော့လိုက်ကြည့်ကြပါဦးအခြေရမနေ့လေတနာရီထိုးတော့မယ်နော်ဒါပေမဲ့ရာသီဥတုကတော့နေရဲမပူပဲနဲ့ဆောင်းရမိုးတွေအုပ်ပြီးတော့အေးစစ်စစ်ဖြစ်နေတာဆောင်းမိုက်ရာသီဥတုကပြေလို့ကောင်းတယ်တိုင်ရလို့ရှိရင်တော့ပို့ပြီးတော့မိုက်မယ်ထင်ပါတယ်လိုက်ခဲ့ရပါခုကျွန်တော်တို့ကဒါ12နာရီနဲ့3မိနစ်ရှိပေါ့နော်အပူချိန်ကအပြင်အပူချိန်ကဟိုလောက်ရှိမယ်16ဒီဂရီလောက်တော့ရှိမယ်ထင်တယ်မိုးလေးရွာနေတယ်အဲ့တော့ပိုင်မြို့မှာလဲစရာမရှိတော့ဘူးအခုကျွန်တော်တို့က breakfast အတွက်7မှာမဟုတ်ဝယ်ပြီးတော့အခုချင်းရိုင်ကိုဆက်တက်မှာဖြစ်ပါတယ်အဲ့တော့ချင်းရိုင်ရောက်လို့ရှိရင်ရာသီဥတုဘယ်လိုနေလဲချက်ကြည့်ကြတာပေါ့ချင်းရိုင်မှာရှိရကျွန်တော်ရဲ့ဘော်ဒါတရားကိုတန်းပြီးတော့ဘုံရောက်လို့ပြောတယ်အဲ့တော့ချင်းရိုင်ကိုထိုးလိုက်ပါဦးမယ်ဒါဒီဥစ္စာအဲ့လိုဖြစ်နေပါလေဒါနေ့လေ7နာရီခွဲအချိန်ကာလဖြစ်ပါတယ်နေ့လေ7နာရီခွဲဖန်ကြန်နော်သူများနိုင်ငံမှာသူများမျိုးတွေမှာနေ့လေ7နာရီခွဲမြူတွေကြီးပဲငါယူမှာရက်ခတ်နေရတယ်ဟုတ်ပါဘူးမိုးအေးနေရခုမိုးအေးနေရှားမောင်းပြီနော်လူသားမျိုးတွေမောင်းလာကြပြီပြိုနေရရှိရလားသိထားလမ်းဆောင်နေရလေနောက်နေ့မျက်လုံးဆောင်နေလားဒီမှာဒီတော့ကြည့်တယ်ကြည့်တယ်အဲ့ဒါကြီးပတ်တယ်ကြုံတရိတ်ကြတာပဲ